မဖြစ်နိုင်မှုဆိုတဲ့အရာတွေကိုဖြစ်အောင်လုပ်ပြပြီးကမ္ဘာဘောလုံးသမိုင်းမှာစံချိန်ပေါင်းများစွာနဲ့ဘရင်တစ်ပါးလိုစိုးစံနေတဲ့ဂန်ဒဝင်ကစားသမားကြီးအကြောင်းသင်ဘလောက်အထိသိပါသလဲသူကတော့တခြားသူမဟုတ်ပါဘူးကမ္ဘာတစ်ဝန်းကပရိသတ်တန်းပေါင်းများစွာရဲ့အချစ်တော်အောင်မြင်မှုတွေရဲ့ပြထားတိုင်းခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ပေါ်တူဂီနိုင်ငံရဲ့တီးငယ်လာတဲ့မာဒီယာကျွန်းလေးမှာမွေးဖွားခဲ့တဲ့ရိုနယ်ဒိုရဲ့ကလေးဘဝဟာကျွန်တော်တို့ထင်ထားသလိုတာယာဖြောင့်ဖြူးခြင်းမရှိခဲ့ပါဘူးသူ့ရဲ့မိသားစုဟာအလွန်ဆင်းရဲလွန်းလို့အဖေဖြစ်သူကခြံစိုက်ပျိုးရေးဝန်ထမ်းအမေဖြစ်သူကတော့သမင်းချက်အလုပ်ကိုလုပ်ကင်ခဲ့ရပြီးကလေးဘဝမှာကစားစရာဘောလုံးမရှိလို့အဝတ်စုပ်တွေကိုလုံးပြီးကန်ခဲ့ရတဲ့အထိဆင်းရဲတွင်နှက်ခဲ့ပါတယ်ဒါပေမဲ့သူ့မှာဘယ်သူနဲ့မှမတူတဲ့ဘောလုံးပါရမီနဲ့အရှုံးမပေးခြင်းနဲ့စိတ်သက်ပြင်းပြမှုရှိနေခဲ့ပါတယ်အသက်7နှစ်သားအရွယ်မှာတင်မိသားစုနဲ့ခွဲခွာပြီး Sporting CB အသင်းရဲ့လူငယ်အကယ်ဒမီမှာတွားရောက်ကစားခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ဒေသန္တရလေယူလေသိန်းကြောင့်တငယ်ချင်းတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရသလိုအသက်15နှစ်အရွယ်မှာနှလုံးခုန်မမှန်တဲ့ယောဂါကြောင့်ဘောလုံးသမားဘဝရက်တန့်လူနီးပါးဖြစ်ခဲ့ပေမဲ့နှလုံးခွဲစိတ်မှုခံယူပြီးနောက်ကွင်းထဲကိုပိုမိုတန်မာစွာပြန်လည်ဝင်ရောက်လာခဲ့ပါတယ်2003ခုနှစ်မှာတော့သူ့ရဲ့ဘဝကိုပြောင်းလဲစေမဲ့ဂန်ဒဝင်နီးပြကြီးဆာအဲလက်စ်ဖာဂဆန်ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပြီးမန်ချက်စတာယူနိုက်တက်အသင်းစီကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီမှာနာမည်ကျော်ကျောနံပါတ်9ကိုဝစ်ဆင်ခွင့်ရခဲ့ပြီးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမနားမနေစူးစမ်းမှုတွေကြောင့်ပရီးမီးယားလိဖလားတွေချန်ပီယံစ်လိဖလားနဲ့အတူသူ့ရဲ့ပထမဆုံးကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုဘယ်လွန်ဒေါကိုဆုခူးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်2009ခုနှစ်မှာတော့ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ Real Madrid အသင်းစီရောက်ရှိခဲ့ပြီးအဲ့ဒီအသင်းမှာပွဲပေါင်း438ပွဲကစားက452ဂိုးထိသွင်းယူပြီးအသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Real Madrid မှာကစားစဉ် Champions League ဖလား၄ချိန်အပါအဝင်ဆုဖလားများစွာဆုခူးခဲ့ပြီး Ballon d'Or ဆုကိုလည်း၄ချိန်ထပ်မံရရှိကစုစုပေါင်း9ချိန်ဆုခူးနိုင်ခဲ့ကကမ္ဘာအကောင်းဆုံးကစားသမားအဖြစ်သက်သေပြခဲ့ပါတယ်။သူဟာ Juventus အသင်းမှာစိန်ခေါ်မှုအသစ်တွေကိုရယူခဲ့တယ်လို့အသက်40ကျော်အရွယ်အထိခန္ဓာကိုယ်ကြန့်ခိုင်မှုကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ပြီးလက်ရှိမှာအာနဆာအသင်းနဲ့အတူကစားသမားဘဝသွင်းကို900ကျော်အထိသွင်းယူကကမ္ဘာဘောလုံးသမိုင်းမှာဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်စံချိန်တင်ထားဆဲဖြစ်ပါတယ်။ဒါအပြင်ပေါ်တူဂီအမျိုးသားအသင်းကိုလည်း2016ယူရိုဖလားချန်ပီယံဖြစ်အောင်အသင်းကောင်းဆောင်အဖြစ်ဦးဆောင်ပေးခဲ့ပါသေးတယ်။ရူနယ်ဒိုရဲ့အောင်မြင်မှုတွေနောက်ွယ်ကအဓိကလျှို့ဝှက်ချက်ကတော့ပါရမီထပ်ပိုတဲ့ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုစီးကမ်းရှိမှုနဲ့အမြဲတမ်းအနိုင်ရလိုတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။သူဟာကွင်းပြင်ပမှာလည်းကမ္ဘာတဝန်းကဒုက္ခသည်တွေနဲ့ကလေးငယ်တွေအတွက်လှူဒန်းမှုတွေအမြဲပြုလုပ်နေတဲ့စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။စင်ရဲသားအဝတ်စုပ်ဘောလုံးကန်ရတဲ့ဘဝကနေကမ္ဘာဘရင်တစ်ပါးဖြစ်လာတဲ့အထိစိတ်တက်ကြွပွေရာခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ဇာတ်လမ်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ RSN2 channel ကိုလည်း like နဲ့ follow လုပ်ထားပေးကြပါဦးခင်ဗျာ။